မင်္ဂလာပါပရိသတ်ကြီးရေဒီတစ်ခါမှာတော့လူကြီးလူကောင်းတယောက်ရဲ့လက်စားချေခြင်းဇာတ်လမ်းကိုပြောပြချင်ပါတယ်ဒီနေ့ပြောပြမှာက The Equalizer 1 ရုပ်ရှင်ကြောင်းပါဒီရုပ်ရှင်ကိုဘာကြောင့်ကြည့်သင့်လဲအချက်၃ချက်ပြောပြပါမယ်ပထမချက်အော်စကာဆုရှင် Denzel Washington ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်မှုဒီဇာတ်ကားမှာ Denzel Washington က Robert Mascott အနေနဲ့ပြည်ပြင်းစွာသရုပ်ဆောင်ထားတာတွေ့ရပါတယ်အရင်ကလှုပ်ဝက်အစိုးရအေဂျင်စီမှာလုပ်ကြံတက်ဖြတ်ရေးကျွမ်းကျင်သူအခုတော့အတိတ်ကိုစွန့်လွတ်ပြီး Hardware Store တစ်ခုမှာအလုပ်လုပ်ရင်းငြိမ်းချမ်းစွာနေထိုင်နေတဲ့သူဒန်ဆယ်ကဒီဇက်ကောင်ကိုအေးဆေးတည်ငြိမ်ပြီးကြောက်စရာကောင်းအောင်တရုပ်ဆောင်ထားတာပါဒုတိယအချက်ဆွဲဆောင်မှုရှိတဲ့ဇလံဒါရိုက်တာအန်ထွန်းဖူကွန်ရိုက်ကူးထားတဲ့ဒီဇက်ကားဟာတာမန်အရှင်ဇက်ကားမဟုတ်ပါဘူးလူငယ်တွေအခက်ခဲကြုံလို့မတရားသူတွေရဲ့ရန်ကကာကွယ်ပေးရင်းမက်စကော့ရဲ့အတိတ်ကဘလောက်အန္တရာယ်ကြီးတဲ့လူဖြစ်ခဲ့လဲဆိုတာအထင်ရှားအောင်ပြသထားတာပါရုရှားမာဖီးယားဂိုင်းကြီးတစ်ခုလုံးကိုတယောက်တည်းနဲ့ရင်ဆိုင်ရတာပါဒီဇလန်ကအစအဆုံးတဲထိတ်ရင်ဖို့နဲ့စိတ်လှုပ်ရှားစရာတွေပြည့်နေပါတယ်တတိယအချက်လက်တွေ့ကျတဲ့အရှင်မြင်ကွင်းများဒီကားတွေကအရှင်ကွက်တွေကကြည့်လို့အရန်ကောင်းပါတယ်မက်စကော့ကသူ့ပတ်ဝန်းကျင်ကပစ္စည်းလေးတွေကိုပဲအသုံးပြုပြီးရန်သူတွေကိုခြေမုံနိုင်တာပါဟိုတယ်ခန်းထဲကလက်တဆုပ်စာပစ္စည်းလေးတွေနဲ့မာဖီးယားဂိုင်းသားတွေကိုအံ့အားသင့်ဖွယ်စက္ကန့်ပိုင်းတွင်ခြေမုံပစ်တဲ့မြင်ကွင်းကလက်မလွတ်စတန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါသင်ဟာတဲထိတ်ရင်ဖို့အရှင်ကားတွေကြိုက်တယ်ဆိုရင်ပြီးတော့ Denzel Washington ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်မှုကိုမြင်ကျင်နေဆိုရင် The Equalizer 1ကတင့်အတွက်ကြည်တင်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားပါဒီဇက်ကားလေးကိုကြည့်ကျင်နေဆိုရင် Bio မှာရှိတဲ့ Telegram Channel ကို join ပြီးကြည့်ရှုနိုင်ပါတယ်ဒီဇက်ကားလေးကိုကြည့်ပြီးရင်သင်ဘယ်လိုခံစားရလဲဆိုတာ comment မှာလာရေးခဲ့ဖို့မမေ့ပါနဲ့နော်